ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအာဆင်နယ်ကတော့ PSG ကိုရှုံးသွားတယ်ဟိုဟာချန်ပီယံလိဖလားကိုဒုတိယကြိမ်ထပ်ပြီးတော့လွှဲလျှော့ရပေါ့နော်လွှဲလျှော့ရဲဆိုပေမဲ့လည်းကျွန်တော်တို့ကဒီချန်ပီယံလိဖလားဒီနှစ်အတွက်တာဂန်မဟုတ်ဘူးကျွန်တော်တို့အတင်းအစုဖွဲ့လူညီလို့စူးစမ်းလို့ဒါကျွန်တော် final ကိုရောက်လာလို့ဒီဖလားကို final ကိုကန်လိုက်တာဗျာကျွန်တော်တို့ရဲ့အဓိကစုဖလားဒီနှစ် major ဖလား Premier League ရဖို့ပဲအဲ့တော့ Premier League ရတယ်ကျွန်တော်တို့အောင်မြင်မှုတစ်ခုရတယ်အေးစေးအဲ့တော့နောက်နှစ်ကျရင်အာတီတာမယုံရင်ကြည့်နေချန်ပီယံလိကိုတားခတ်ထားလိုက်မယ်နောက်နှစ်ကျရင်ကျွန်တော်ချန်ပီယံလိကိုစူးစမ်းမယ်ထပ်မံနောက်တစ်ဖန်ပြန်ပြီးစူးစမ်းမယ်ပေါ့နော်ကျွန်တော် Premier League တောင်မှာကျွန်တော်တို့3-4ချိန်လောက်စူးစမ်းပြီးမှရလာပေါ့နော်အားကြောင့် Arsenal ဖန်နေအနေနဲ့ဘာမှဖြစ်မနဲ့အေးစေးအချိန်ရတော့သူစကားပြောသွားလိမ့်မယ်အဖြူမဲသဲကွဲကုန်လိမ့်မယ်သိလားကိုကအဆိုးဖွဲ့ကောင်းတဲ့အကြာကြီးဒီလိုလူစရင်ဖြစ်အောင်လို့ကျွန်တော်တို့ဘလောက်အကြာကြီးတိဆောက်ထားခဲ့ရလဲဒါ Arsenal ဖန်တိုင်းတွေဟိုကူးမှထပြီးအားပေးတဲ့ပေါ်ပင်ဖန်တွေကိုတော့ကျွန်တော်မပြောလို့အခု Arsenal fan စစ်တွေဆိုရင်ကျွန်တော်တို့ဒီလိုအခြေအနေမျိုးရအောင်ကျွန်တော်တို့ဘယ်လိုစူးစမ်းခဲ့ရလဲအကုန်လုံးသိတယ်ကျွန်တော်တို့အသင်းသားတွေအများကြီးပြောင်းလဲလာပြီးမှကျွန်တော်ဒီအခြေအနေရောက်တယ်ပေါ့နော်ပေးသက်တွေဆိုလဲကျွန်တော်တော်တော်လေးကိုသိခံခဲ့ရတယ်တော်တော်လေးကိုအနှိမ်ပြောခံခဲ့ရတယ်ပေါ့နော်အခုဆိုကျွန်တော်တို့ကအေးဆွေးပဲဥရောပတိုက်တစ်ခိုက်လုံးမှာကျွန်တော်တို့ဒုတိယဗျာအေးဆွေးဟုတ်လားဂုံယူကြပဲဟိုစောက်ရေးမပါတဲ့ဟိုဘာမှစောက်စင်တန်းမရှိတဲ့ကောင်တွေကတော့ရှောက်ပြီးတော့အောက်ကနေလေတိုက်နေမှာပဲအဲ့ဒါကိုတိတ်ခေါင်းလည်းမထင်းနဲ့ဒီနေ့ဆိုအာဆင်နယ်ရှုံးသွားတယ်မင်းညရှုံးသွားတယ်ကျွန်တော်မင်းညအိမ်မပြောဘူးကျွန်တော်ဘာလုပ်လဲနိုးလာတဲ့အချိန်မှာ channel သွားပြီးတော့တပင်7စိုက်ပြီးတော့ကဘာကြီးကိုကြိုးပြူလိုက်တယ်ဒါပဲစိတ်အေးချမ်းစွာနေထိုင်ဖို့ပဲဘာလို့ဆိုကျွန်တော်တို့ကအဆင့်တစ်ခုကိုရောက်နေပြီ level တစ်ခုကိုရောက်နေပြီအောက်ကဟိုဘာအဆင့်တန်းမှမရှိတဲ့ကောင်တွေနဲ့လိုက်ပြီးကျွန်တော်တို့ကလိုက်ပြိုင်နေစရာမလိုဘူးသူတို့စင်တန်းရှိတော့ကလေသူတို့အရင်တော့ကသူတို့စင်တန်းရှိခင်မှာပေါ့ဒါပေမဲ့အခုကဟို grade 80တထေးသားဖြစ်သွားပြီgrade 80တထေးသားဖြစ်သွားပြီငါအရင်ခေတ်တော့အရင်တော့က grade 80ချမ်းသာတယ်အခုဘာဖြစ်ခွေးဖြစ်နေတယ်အခုဘာဖြစ်နေချန်ပီယံလိကတော့ကွာငါလည်းခွာအက်စတွန်ဗီလာလည်းဝင်တယ်ငါလीဟို1 to 5မှာမဝင်နဲ့ငါတို့ချန်ပီယံလိဝင်တာမြန်စကားလေးထည့်ပြောနေဟုတ်လားငါတို့နှစ်တိုင်းဝင်တယ်ချန်ပီယံလိလည်းဝင်တယ်ငါတို့အေးချင်းချင်းဟုတ်လားပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်အက်စတွန်ဗီလာလို့ခရစ္စတယ်ဘဲလေးလို့နဲ့ကျွန်တော်တို့နှိုင်းနေတယ်မနှိုင်းနဲ့ခရစ္စတယ်ဘဲလေးကန်တဲ့အတင်းကဘလက်ကာနိုကစပိန်လာလီဂါမှာအဆင့်ဘယ်လောက်ရှိလဲသွားကြည့်လိုက်အောင်နော်ပြီးရင်အက်စတွန်ဗီလာကန်တဲ့ကောင်အတင်းကဖရိုင်းဘက်ပါဘိုနယ်လီဂါချန်ပီယံလားစောက်တိတ်ပဲမရှိရလားမရှင်းနဲ့လေမတူသူတို့ကမရဘူးမတူတာတွေကိုလိုက်ရှင်အာဆင်နယ်ပရီးမီးယားလိရသွားတော့လေသူတို့ကစားသမားရဲ့တဦးချင်းစုဖလားတွေကိုဒီကလန်တိုင်းနဲ့လိုက်ရှင်တော်ကိုစောက်စစ်မရှိရတဲ့အဲ့ဟိုမန်စီးတီးနဲ့တော့ကျွန်တော်မပြောဘူးလုံးတာဒီကောင်နဲ့တော်လေးကိုစောက်စစ်မရှိရဘူးဒါတော်သိတာတော်လဲတနာဖို့ကောင်းပါတယ်ဂရေ80တထေးသားသိရမလားအဲ့ဂရေ80တထေးသားလို့ပဲတော်တနာဖို့ကောင်းတယ်ဟိုစတော့မန်စီးတီးသွားပြီးဟာမန်စီးတီးမန်ချက်စတာညီနောင်ပဲအားပေးရမှာမဟုတ်ဆိုမန်စီးတီးဘောကိုအသေးအံပြေးမှာဒါမျိုးအဲ့နဲ့မန်စီးတီးကရှုံးသွားပြီးအာကြီးကဖလားရတော့ကြတော့ဟာဘယ်ဘောမှလို့မှမသိပြားတွေခက်ပြီး PSG ဘောကိုပြေးမှာဟိုပြင်သတိလမ်းပြီးတော့အဲ့လိုဒါတွေကအဲ့တော့ပြီးရအာဆင်နယ်ဖန်ကြီးကိုနေနဲ့ဘာမှစိတ်တကြစရာမလိုဘူးဘာမှစိတ်ဆင်းရဲစရာမလိုဘူးကျွန်တော် PSG ကိုရုပ်ပြစင်ပြရှုံးတာလည်းမဟုတ်ဘူးဟုတ်လားအရင်တော့အာဆင်နယ်ပရီးမီးယားလိချန်ပီယံလိတက်တယ်ကျွန်တော်16တင်အဆင့်မှာဘိုင်ယန်တို့ဟုတ်လား AC တို့ကျွန်တော်တို့ရှက်တကွဲတွေရှုံးပြီးဟို16တင်အဆင့်ကနေပြုတ်တာကိုအာဆင်ဝင်ကလက်ထပ်တော့ခင်ဗျားတို့မှတ်မိကြအောင်ပါဒါအာဆင်နယ်ဖန်စစ်တွေဆိုရင်အခုမှလိုက်ပြီးတော့အားပေးတဲ့ပေါ်ပင်ဖန်လေးတွေကိုလည်းပြောချင်တယ်အာဆင်နယ်ဖန်ဆိုရင်စိတ်ရင်းစိတ်သက်ကောင်းနဲ့အားပေးပါအသင်းလည်းစိတ်သက်ကောင်းတယ်ဖန်လည်းစိတ်သက်ကောင်းတယ်ဖြစ်ရမယ်ဒီနည်းနည်းတော့အောင်မြင်မှုရနေမင်းတို့မဖြတ်တမ်းမှုတဲ့ lifestyle တွေပဲသွားမပြောပါနဲ့ဒါသူတို့လည်းသူတို့အားနေကြတယ်ကျွန်တော်လည်းကျွန်တော်တို့အားနေကြတယ်ကျွန်တော်ပဲတာကြီးသူများကိုသွားမပြောနဲ့ကိုယ့်အနေကိုအသင်းကိုပဲချစ်မြတ်နိုးပါကျွန်တော်ကတော့ကျွန်တော်အသင်းကိုပဲကျွန်တော်ချစ်မြတ်နိုးတယ်ဆရာကြီးလောက်တာတော့မဟုတ်ဘူးဒါကျွန်တော်တယောက်တည်းအမြင်မင်းညကျွန်တော်ပြောတယ်ကင်းကိုသုံးမယ်ဆိုကင်းကိုတကိုးရှူရတယ်ကင်းကိုသုံးတဲ့တယ်လို့ပြောတကိုးရှူသွားတယ်အာဆင်နယ်မှားသွားတဲ့အချက်ကတကိုးရနဲ့ပိတ်ပြီးကန်မယ်ဆိုတဲ့အချက်အဲ့တော့အာဆင်နယ်ကလည်းအခုမှချန်ပီယံလိကိုရောက်ဖူးတဲ့နီးပြချန်ပီယံလိဘိုလူပွဲကိုရောက်ဖူးတဲ့နီးပြဖြစ်တဲ့အတွက်အတွေ့အကြုံနုနယ်သေးတယ်ဟိုဘက်ကတစ်ဖက်ကအန်ဒရစ်ကစုဖလားတွေအများကြီးချန်ပီယံလိကိုဘိုလူပွဲတွေတက်ဖူးတယ်စုဖလားတွေလည်းယူဖူးတဲ့နီးပြဆိုတော့ဒါစကားပြောသွားတာပဲပြီးတော့နောက်တစ်ခုကအာတီတာတော့ဟိုပါပေါ့ဘယ်လိုပြောရမလဲသင်ခန်းစာတစ်ခုရသွားတာပေါ့ဗျာဥရောပမှာပိတ်ကစားလို့မရဘူးမိနစ်30ကျွန်တော်အချိန်မို့မိနစ်30မှာဆိုရင် PSG ကသေသွားပြီအကုန်လုံးဒမ်မီလီလည်းထုတ်လိုက်ရပြီနံပါတ်7လည်းထုတ်လိုက်ရပြီပြီးရင်ဗာလဲမာတင်ဟိုတို့ပါလဲထုတ်လိုက်ရတဲ့အချိန်မှာဘန်တင်ဟာတို့ပါလဲထုတ်လိုက်ရတဲ့အချိန်မှာ PSG လက်သွားတယ်အဲ့ဒီအချိန်မှာအာဆင်နယ်တိုက်ရမှာမတိုက်ဘဲနဲ့လှုပ်နဲ့ကစားတော့ကြောင့်ပက်လက်လီတီဆွဲတာ
ဒါသူတို့ကန်ကြမှာသူတို့ရေးသွားတာပန်လန်နီမှာအဇေးရဲ့ဂါဘရီယယ်ရဲ့အန်အောဝယ်ကောင်းအောင်လွဲသွားတယ်ဒါပန်လန်နီဆိုတော့ကန်ကြမှာပဲဆုံးပြပဲအဲ့တော့ကျွန်တော်တို့ကချန်ပီယံလိဖလားကြီးရချိန်မတန်သေးလို့မရသေးတာချီစွမ်းပိုင်းကတော့ဘာမှပြောစရာမလိုဘူးစူးစမ်းအားထုတ်မှုနဲ့ချီစွမ်းပိုင်းကတော့ကျွန်တော်ကောင်းတယ်ကျွန်တော်တကယ်ကြိုက်တယ်ဂုံလဲယူတယ်ပြီးတော့ရတာလည်းဗျာဥရောပမှာရတာနော်ဥရောပမှာရတာငွေတစ်စိမ့်စုရတာနော်ကျွန်တော်ပြောတာရှင်းရှင်းလေးဟိုစောက်ရှင်အသင်းမဟုတ်ဘူးအဲ့တော့ကိုနဲ့ဒန်းမတူတဲ့အသင်းတွေကိုသွားပြီးညှိနှိုင်းပြီးရှောက်ပြောမနေနဲ့လေးလည်းမတိုင်နဲ့ကိုကိုစိတ်ချမ်းသာပါနဲ့အေးဝဝအိတ်စားနေတာလေးစားအပင်လေးပါလေးစိုက်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒီလောက်ပဲအေးစိတ်ကြီးဆိုတော့တို့ဥရောပချမ်းမှာဥရောပဟိုဒုတိယလူလိုပဲကြိုက်တယ်လို့ပြောတို့အသင်းနဲ့မြင့်နေဗျာတို့အသင်းဒီနေ့ဘာဖလားရလဲဒီခွက်ခောက်ဖို့ရတယ်တနာကြပါခင်ဗျာတနာကြပါအဲ့ခွက်ခောက်ဖို့ပဲရတယ်ခွက်ခောက်ဖို့ပဲတို့ရတယ်ကျွန်တော်ဘာမှမရဘူးအဲ့တော့ခေါင်းနဲ့ထည့်နေတယ်အေးစိတ်ဟုတ်ပြီနော်အားလုံးကျေးဇူးတင်တယ်ဒီနေ့တော့ဒီလောက်ပဲ